Hello ဒီကော်ရီလေးကိုမြင်ရင်ဘယ်ဆိုင်ရလဲဆိုတာသိလိုက်ဒီနေ့တော့ဒီအိမ်မှာရှိတဲ့နေ့တွေဆိုရင်ဘာတွေလုပ်ဖြစ်လဲဆိုတာလေးကိုပြပေးချင်ပါတယ်မနက်စာစားဖို့အတွက်ရှေ့တရက်ကလှုပ်ထားတဲ့ overnight oat လေးကိုပန်းသီးရဲ့တစ်တော်သီးရဲ့ထည့်လိုက်တယ်မနက်ဆိုရင်ကြီးက coffee တောက်မှအဆင်ပြေတာမို့လို့ coffee လည်းဖြော်လိုက်တယ်မနက်စာစားရင်းနဲ့လည်းရုပ်ရှင်ထိုင်ကြည့်ဖြစ်တယ်။ကြီးကရုပ်ရှင်တော်တော်ကြိုက်တာဆိုတော့လေ။ဒီနေ့ကအလုပ်တွေဘာတွေတော့လုပ်စရာမရှိဘူး။အားနေတယ်။ဒါပေမဲ့လည်းကြီးကတယောက်တည်းဖြစ်နေတာများတော့ချက်မစားပြဘူးပေါ့နော်။အဲ့တော့နေ့လယ်စာကိုလည်းမှာစားလိုက်တယ်။ကြီးရဲ့ story လေးတွေကြည့်ဘူးတဲ့သူတွေဆိုသိလိမ့်မယ်။ကြီးအိမ်မှာတယောက်တည်းအဲ့လိုမနက်စာနေ့လယ်စာဟိုကမှာစားလိုက်တရားမှာစားလိုက်နေပေါ့နော်။များသောအားဖြင့်တယောက်တည်းစားလို့အဆင်ပြေမဲ့ဟာလေးတွေများတယ်ပေါ့နော်ဂျီယိုစီချက်တို့ဘာကာတို့ထမင်းကြော်ကြစံကြော်မျိုးလဲပါတတ်တယ်ဒီခါလေးကျရင်မုတ်တီတုပ်ပြီးတော့အခုလိုမျိုးကော်ရီပေါ့နော်အခုဒီကော်ရီလေးကတာမွေတကုံတီရီလန်ကတင်းစိတ်ကြိုက်ဆိုင်ရပါအော်မေးတော့မလို့ဓာတ်ပုံအရင်ရိုက်ရအောင်မယ်အခု Grab application ထဲမှာ review post တွေတင်ရုံနဲ့ voucher တွေ iPad တွေရမယ်ဆိုတော့စားပြီးသွားရင်ဓာတ်ပုံလေးနဲ့ review လေးတင်ပါမယ်review ကစားပြီးမှပြောလို့ရမှာဆိုတော့အရင်စားလိုက်ပါဦးမယ်သူ့ကိုယ်ရည်ရတာလေးကိုတော်တော်ကြိုက်တယ်ငပိရည်ကလည်းအကျဲလေးဆိုတော့ကိုယ်ရည်တွေကိုထည့်စားလို့လိုက်ဖက်တယ်ပေါ့နော်ငပိရည်ကချင်ဆက်လေးဖြော်ပြီးထားတာကိုယ်ရည်ကလည်းအကြကွေးလေးတောင်ပါသေးတယ်စားရတာတော်တော်လေးအရသာရှိတယ်ဒါပေမဲ့ဂျေးအတွက်ဆိုရင်တော့အချိုမှုန့်များတယ်လို့ထင်ပါတယ်အရသာတော်တော်လေးချိုတယ်ပေါ့နော်အခုကလေ Grab application ရဲ့ moment ထဲမှာအစားအသောက် review post တွေတင်ရုံနဲ့ဆုလက်ဆောင်အနေနဲ့ discount voucher တွေအပြင်ကို iPad ပါရနိုင်မယ့်အခွင့်အရေးရှိနေပါပြီ။ဒီမှာကြည့် moment ထဲမှာ review တွေအများကြီးပဲကြည်တောင်မှနောက်ကျနေပြီ။ review post အတွက်ကအနည်းဆုံးဓာတ်ပုံတစ်ပုံပါရမယ်။ review ရေးထားတာလည်းစလုံးရည်100အနည်းဆုံးရှိရပါမယ်။ like တွေ save တွေနဲမှာကိုလည်းစိတ်ပူစရာမလိုပါဘူး social media မှာပြန် share ပြီးတော့တငယ်ချင်းတွေစီကနေ like and save တွေကိုများများရအောင်တောင်းလို့ရပါတယ်ကိုတင်ထားတဲ့ post အရေးအတွက်ရထားတဲ့ like တွေ save တွေကဘယ်လက်ဆောင်တွေနဲ့အကျုံးဝင်နေပြီလဲဆိုတာကို moment နဲ့ creator center ကနေတဆင့်အသေးစိတ်ကြည့်လို့ရပါတယ်Level 1 post 5ခုစုစုပေါင်း live and save 20ပြည့်ရနဲ့3000ကျော်ဘူး Level 2 post 10ခုစုစုပေါင်း live save 50ပြည့်ရနဲ့9000ကျော်ဘူးစုလက်ဆောင်နေဒီမှာကြည့် Grab Food voucher contribution တွေတောင်ထွက်နေပြီဇူလိုင်လကနေစက်တင်ဘာလအထိလအလိုက်အကောင်းဆုံး review လုပ်နိုင်တဲ့ top influencer တဦးစီကလည်း iPad 11 generation လေးရအောင်မှာမို့လို့အခုပဲအမြန်လေး review လုပ်လိုက်တော့နော်